ငှက်တွေထဲမှာအယုံညံဆုံးဖြစ်တဲ့ကြီးကန်းကြီးငှက်အဲ့ဒီကြီးငှက်တစ်ကောင်ကိုနော်ကြီးငှက်ဆိုတာငှက်ထဲမှာတော့အယုံညံဆုံးလို့ဆိုတယ်နော်ငှက်တကာတွေထဲမှာအယုံညံဆုံးအဲ့ဒီကြီးငှက်တွေဟာမသူတော်တရားအင်္ဂါ10ပါးနဲ့ပြည့်စုံတယ်လို့အင်္ဂုတ္တရနိကေကျမ်းမှာရေးထားတာရှိတယ်နော်မသူတော်တရား10ပါးတဲ့အတ္တဓမ္မကာကတုတ်ဆိုပြီးတော့ဖော်ပြထားတာရှိတယ်သူကကြီးရဲ့အကျင့်မကောင်းမှုတွေဟာ10မျိုးရှိတယ်ပေါ့အတ္တဓမ္မဆိုအတော်ယုံညံ့တဲ့ကြီးရဲ့စိတ်နေသဘောထားတွေဟာတခြားငှက်တွေနဲ့မတူဘူးတဲ့ကြီးဟာအလွန်ယုံညံ့တယ်သူကဘာလုပ်တတ်တော့ဆိုဓာန်တီသိကျေးဇူးကမ်းတဲ့ကြီးကသူများရဲ့ဂုဏ်ကျေးဇူးဘယ်သူမှအမှုမထားဘူးကျေးဇူးတရားကိုချေဖျက်တတ်တယ်ပက္ခပကြမ်းတမ်းနဲ့ရက်ဆက်တယ်ဟုတ်တယ်ကြီးဆိုတဲ့သူတော်ဟာတခြားငှက်ကလေးတွေရဲ့ဥတွေတို့အကောင်လေးတွေတို့လိုက်စားတယ်သူကကြမ်းတမ်းတယ်တဲ့ရက်ဆက်တယ်တိန္တိကတဏှာရာကလည်းကြီးတယ်တဲ့နော်တဏှာရာကကြီးတယ်မဟက္ကတတခြားငှက်တွေနဲ့မတူဘူးအစားလည်းကြီးတယ်တဲ့ကြီးကန်းဆိုတာအမြဲတမ်းချောင်းနေတတ်တယ်ဟင်းကောင်းကောင်းချက်ပြီးဆိုလို့ရှိရင်လူရဲ့ခေါင်းမိုးကနေပြီးသူတို့အနံ့ရပုံရတယ်အဲ့မှာချောင်းတာအခွင့်သာလို့ရှိရင်ဝက်သားတုံးတို့ကြက်သားတုံးတို့ဝင်ဆွဲတတ်တယ်သူကအဲ့ဒါကြောင့်မလို့အစားလဲကြီးတယ်တဲ့လုဒ္ဒရက်ဆက်ကြမ်းကြုတ်တယ်လက်ဆက်ကြမ်းကြုတ်တယ်အကာရုဏိကအကျဉ်းတရားအလွန်ကင်းမဲ့တယ်ဒုက္ခလကြီးကန်းနေဟာတကယ်တော့သိငှက်ကြီးတွေလို့အင်အားကောင်းတဲ့အကောင်တွေမဟုတ်ဘူးတဲ့အင်အားမရှိဘူးတဲ့ဩရဝိတကြီးဆိုတာစူးစူးညံ့ညံ့တအားလှုပ်တတ်တဲ့အကောင်တွေဟုတ်တယ်တခါကြီးလေးတဲ့ကောင်မှာမိပြီဆိုလို့ရှိရင်ဝိုင်းအားကြတာလေကြီးကန်းဆိုတာဝိုင်းအားလေးရှိကြတယ်စူညံတတ်တယ်တဲ့နောက်တစ်ခုမௌထတတိကြီးကန်းတွေဟာအလွယ်တကူနဲ့မေ့ပြစ်တတ်တယ်တတိမဲ့တယ်တတိကင်းမဲ့တတ်တယ်နေစီကသူဟာခြီသွားပြီးတော့အတိုက်ထဲမှာစားစရာလေးတွေတိမ့်ထားတတ်တယ်ဒါကြီးရဲ့အရည်သွေးတွေနဲ့ပတ်သက်ပြီးကြီးရဲ့ရုပ်ပါတဲ့ရုပ်ညံ့တဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာဟောကြားထားတဲ့အချက်10ချက်ပဲအတ္တဓမ္မလို့ဒီလိုပြောတာကြီးရဲ့မသူတော်တရားတွေပေါ့မကောင်းတဲ့အခြေအနေတွေ